ချီသားလေးကိုကြည့်အောက်မှာမလို့ဒီမှာသူ့ရဲ့ရင်ဘက်ကဖဲပြားလေးတိုင်းပဲအောက်ကဘောင်းမီလေးကိုလည်းဒီမှာကုတ်ပေးထားတယ်အရန်လှနော်အရန်လှပွဲတောင်တက်လို့ရတဲ့ဒီဇိုင်းလေးပါရှင်ဒါလေးကချီသားလေးကိုပွဲတက်လို့ရမယ်လှလိုက်တာဟောဘေဘီပင့်လေးဆိုရင်သမီးလေးတွေအကြိုက်ပါရှင်ဒါလေးနော်နှစ်စုံတရွဲယူပေးရပါမယ်ဒါလေးကအယောင်လေးယူရင်900ထပ်ပေါင်းပါမယ်ရှင်ဒါလေးကနော်644ပါစမောမီဒီယာလေးကို16500နဲ့ရပါမယ်ရှင်လက်ဆိုင်အေးစယ်လေးကို16000နဲ့ရှိရပါကာလာအယောင်လေးရွေးရတယ်မင်းတို့လေအယောင်လေးရွေးလို့ရပါမယ်900လေးထပ်ပေါင်းပါမယ်ရှင်ဒါကလက်ကားဈေးပါရှင်နော်လက်ကားဈေးလေးမူလို့ပါတိုက်တယ်ဆိုရင်ဒါလေးယူပါရှင်ခုတ်နံပါတ်လေးက644လို့ပေါအောင်မှတ်ပေးပါရှင်ချစ်စရာလေးဒါလေးကအပြာလေးမိုးဒါလေးကအပြင်မှာမိုးပြအပြာဖဲပြားလေးကအပြာလေးအပွင့်လေးကစိမ့်ပြာလေးနော်တော်တော်လှတယ်ရှင်နော်ဘောင်းမီကိုလည်းဒီမှာကြည့်လိုက်ဘောင်းမီရဲ့နော်ဒီမှာဝစ်လို့အရန်ကောင်းတော့ခအပြားနဲ့ဒီလိုချုပ်ပေးထားပါတယ်ဒါလေးကနော်ဒါလေးကစမောဆိုင်လေးပြပေးသွားတာပါကာလာလေးကအခုမြင်ပြထား1ရောင်ကာလာ2ရောင်2ရောင်3ရောင်4ရောင်5ရောင်6ရောင်9ရောင်ရမယ်နော်ဟုတ်လားကာလာလေး9ရောင်လို့ရပါမယ်ရှင်ဒါလေးဆိုရင်ခင်ရမ်းရောင်လေးနော်အပွင့်ရခင်ရမ်းရောင်ဒီမှာဒီမှာဒါလေးကလည်းဖဲပြားလေးကလည်းခင်ရမ်းရောင်ဘောင်းမီလေးမှာလည်းပါပြီးသားနော်ကဲဒါလေးကတော့ရအောင်ယူထားပေးเนาะအများကြီးဒါလေးကိုစစ်ပြောရ limited collection ပေါ့အများကြီးမင်းတို့เนาะဒါလေးကချုပ်ထဲမှာအများကြီးချုပ်လို့မရဘူးရှင်ဒါလေးကเนาะအများကြီးချုပ်လို့မရဘူးဆိုတော့မင်းတို့ဒီမှာ16000နဲ့900နဲ့ရပါမယ်ဒါလေးက16000နဲ့900နဲ့ရပါမယ်စီပဲစမောမီဒီယံเนาะတစ်စုံကို16500ပါနှစ်စုံအနည်းဆုံးယူရပါပြီเนาะဒါလေးကလက်ဆိုင်အေးစယ်လေးကတစ်စုံကို16800နှစ်စုံအနည်းဆုံးယူရနဲ့ဒီဈေးနဲ့ရပါမယ်ရှင်เนาะကာလာအယောင်ရွေးယူရင်900လေးပေါင်းပါမယ်ရှင်ဒါလေးကเนาะမင်းတို့ကလက်ကားဈေးမို့လို့အယောင်ဒါလေးကလက်ကားဈေးတွေပဲเนาะအကုန်လုံးဈေးပြောထားပေးရเนาะအယောင်လေးထည့်ယူရင်900ထပ်ပေါင်းပါမယ်ရှင်ဒါလေးကเนาะအပြင်မှာ2000ကျော်မယ်ဒီလိုအသားနဲ့ချုပ်မယ်ဆိုရင်เนาะဒီလိုအသားနဲ့ဒီလိုဒီဇိုင်းနဲ့ပေါ့เนาะချုပ်သားquality ကလုံးဝအမြင့်လိုက်မှာဒီဟာလေးကြိုက်တယ်ဆိုရင်နင်းကိုဒါလေးက644လို့ပေါအောင်မှတ်ပြီเนาะ644ပါရှင်အယောင်လေးကအဝါเนาะအယောင်လေးကအဝါเนาะကဲဘဲကလေးလေးတဲ့เนาะမလိုက်လဲဒီမှာကြည့်အောင်ဒါလေးဆိုရင်ခရမ်းเนาะဒါလေးဆိုရင်မိုးပြဒါလေးဆိုရင်မိုးပြရမယ်ဒါလေးဆိုရင်အနီရောင်ရဲလေးเนาะအနီရောင်ရဲလေးရမယ်ဒါလေးဆိုရင်ပန်းရောင်လေးရမယ်ဒါလေးဆိုရင်နက်ပြလေးအနက်ကလေးရမယ်เนาะအနက်ကလေးကိုမှခဲလေးနဲ့ဆက်เนาะဆက်ထားလို့ဘယ်လိုလေးရမယ်နော်အဲ့လိုလေးရပါမယ်ကဲနှစ်ဆောင်တရဲကစပြီးတော့ဒါလေးယူလို့ရပါမယ်ရှင်